ကဲအဲ့တော့ကက်ကြော်ရဲတွေအောင်မသိလို့တင်ပေးပါဆိုတဲ့သူတွေအတွက်ကက်ကြော်ရဲတွေကဆရာမပြောပေးမယ်ဆရာမတို့ဝါးလေးတွေကိုချမ်းစိတ်ပြီးတော့ဝကက်သေးသေးလေးရက်လိုက်တာဟော6လမပတ်တယ်ဝကက်သေးသေးလေးရက်လိုက်တာနေဘက်ကလူတွေအေယာဝတီတိုင်းဘက်ကလူတွေကျွမ်းကြတယ်အဲ့ဒါမျိုးလေနော်ဝကက်ကိုဆရာမတို့ဟိုဘယ်လိုခေါ်မလဲသေးသေးအမြင်လေးတွေလုပ်ပြီးတော့မှာဝကက်နေရနေပါတယ်ထင်းနေချန်စီရိုးတွေပါလောက်တဲ့ဝကက်မျိုးအဲ့ဝကက်မျိုးကိုအကြီးသွားမလုပ်နဲ့နော်သေးသေးလေး6လမပတ်လေဝကက်ကလေးရက်လိုက်တချို့တွေကြတော့ချစ်ဖို့ကောင်းပါလေဖြစ်အောင်လုပ်ကြတာဆရာမတို့ကစားတဲ့တောက်တဲ့တုတ်ကလေးနဲ့ချောင်းအဲ့တုတ်ကလေးနဲ့ချောင်းကိုပါပါလေးတွေလွာပြီးတော့ဝကက်ဖြစ်အောင်ရက်လိုက်အဲ့ဒီလိုဝကက်ဖြစ်အောင်ရက်ပြီးတဲ့ဝကက်တဲအိုးတဲ့တဲ့လုံးလေးမှာစီထည့်ပြီးတော့ကြော်ရမှာပါဇက်စီကလည်းပဲပြောအောင်ကက်ကိုကြော်နေပြီကက်ကိုကြော်နေပြီဆိုနေနေနာပြန်ကြော်ပေးရမှာအဲ့တော့မေယုံနဲ့သူကြော်သွားပါဆရာမဒီရေရာကိုနှစ်တော်တော်ကြာနေပါပြီဆရာမပေးတာနော်ရန်ကုန်ကလူတွေကဟိုလောက်ကြအဲ့တော့မေယုံကြီးဘလို့လိုက်ပါကြော်သွားပါဆရာမအနေနဲ့ဆိုလူတယောက်ရဲ့ post ကိုဖတ်ကြည့်လို့သိမကြိုက်တော့ဘူးဆိုရင်လက်ညောင်းခံလို့လည်း comment မရေးတော့ဘူးသူ့ကိုလည်းဝေဖန်နေမယ်စားနောက်ထပ်ကိုအတွက်ဘူးတူလိုက်ရတဲ့ post တစ်ခုကိုဖတ်လိုက်တာပေါ့နော်အကြံပေးတာပေါ့အဲ့တော့အဲ့ဒီ web ကိုစီးနေကြော်ပါတယ်ကြော်ပြီးသွားရင်အဲ့ဒီ web ပေါ်မှာဆရာမတို့မြန်မာနိုင်ငံမြေပုံလေးခလေးလေးတွေပုံဆွဲပထဝီတွေဘာတွေမှာပါတဲ့မြန်မာနိုင်ငံမြေပုံကိုနဲ့လှုပ်ထားတဲ့ကပ်ပြားရှိတယ်အဲ့ဒီကပ်ပြားကိုစောစောကကတ်ကြော်ထားတဲ့ web ပေါ်မှာမြန်မာနိုင်ငံမြေပုံတင်လိုက်ပါပို့ပြီးတော့လွယ်ကူတဲ့နီးကိုဆရာမအခုတင်ပေးနေတာနော်ရှင်းအောင်လုပ်ပါအကျိုးတူရပါတယ်နော်အဲ့တော့မြန်မာနိုင်ငံမြေပုံကိုကြော်ထားတဲ့ကတ်ကိုကြော်ထားတဲ့အပေါ်မှာမြန်မာနိုင်ငံမြေပုံတင်မယ်အဲ့ဒီကတ်ကိုမြန်မာနိုင်ငံမြေပုံတင်ထားတဲ့ဝက်ကတ်ကြော်လင်းပန်းတစ်ချက်ထဲမှာထည့်ပြီးတော့ဘာမှမလုပ်နေနဲ့တော့ဖျားစဉ်ဖျားเจ้าဆောင်အမြင့်တနေရာမှာတင်ထားညီဒီဘာသာဝင်ဆိုပြုလုပ်လို့ရပါတယ်ရှုံကြည်တဲ့သူတွေပေါ့နော်ဗမာမခရစ်ယာန်မဗုဒ္ဓမဒီမဆိုင်မနော်ယုံကြည်တဲ့သူတွေကယုံကြည်တဲ့လူကြော်တော့အဲ့တော့ဒီပြုလုပ်ရမယ့်နေ့ကတနင်္ဂနွေတို့မှကြာတာပရိနေမှာပြုလုပ်ပါအချိန်မလိုပါဘူးကျေးဇူးပါတော့ကက်